ဆိုင်ကယ်ပဲတော့ဒီမှာရက်မလား waterfall Oh waterfall ညီမလေးအုံးလို့ခါဆဲဘူး ဟုတ်ပါအားတော့ ဟိုမဲကပောင်သွားတဲ့လမ်းကိုရောက်နေရပါချင်းမကနေဒီကောင်လေးတစ်နိုင်လောက်တော့မောင်းရတယ်ခင်ဗျဒီ highway လမ်းတော့ share ပဲဒီတောင်ပေါ်စတက်တဲ့ကျွန်တော်လမ်းနည်းနည်းကျင်းသွားပြီမဲကပောင်သွားတဲ့လမ်းကိုရောက်ပါပြီဒီကနေဆိုရင်ဒီနေရာရောက်ပြီဆိုရင်မဲကပောင်9မိနစ်ပဲလုပ်ပါတော့တယ်ကြီးလေပို့ပြီးမက်လေဖြစ်လာတဲ့လမ်းကတော့ ကျွန်တော်တို့ချင်းမှန်နေဒီလိုစိုက်ကယ်ငှားပြီးတော့မဲကပောင်လာမယ်ဆိုရင်ဒီတနားရီလောက်ကြာတဲ့ highway line ရဲ့ပြီးတော့တောင်တက်လမ်းရဲ့ကိုမောင်းအောင်မှာဖြစ်လို့စိုက်ကယ်ကို engine power 160လောက်ကိုငှားတင်တယ်ပေါ့နော်ပြီးတော့လမ်းကလည်းအန်ဂျင်များတယ်ဒါကြောင့်မို့လို့ highway တွေ့ကြုံရှိမှမောင်းတင်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော် မဲကပောင် ပန်ကလန် ကျွန်တော်အခုကတော့ clip 125နဲ့တက်လာတော့ဗောနော်ကျွန်တော်မနေ့ကမွန်ကျန်သွားတာကတော့ clip 160နဲ့သွားတာဒီလေးစားတွေ့လာပါပြီဒီကနေမြင်နေရပြီသူများရဲ့လမ်းလျှောက်နေကြပြီပေါ့ဆိုင်ကယ်ပဲတော့ဒီမှာရက်မလား မဲကပောင်ကတော့ဒီလိုပဲပေါ့နော်တောင်တက်လမ်းလေးပေးမှလို့ဆိုင်လေးစောက်ပြီးတော့စားလို့ရတယ်ပြီးရင်လမ်းမှာမတက်ရက်ပြီးတက်ပုံရိုက်လို့ရတယ်ပေါ့နော်လမ်းဆုံးရင်တော့ရေတကွန်ရှိတယ်လို့ပြောတယ်ဒီဟာပဲဗျမင်းပါမီးတာ ဘယ်လောက်ကြာမလဲလို့မေးတာဒီဆိုင်ကယ်သွားလို့တော့ရတယ်ခက်တယ်တဲ့လမ်းလျှောက်သွားရင်9မိနစ်ကြာမလား9မိနစ်လောက်10မိနစ်လောက်အဲ့ဒါဆိုတော့ရှောက်လိုက်တော့မလို့ waterfall Oh waterfall yes yeah how long it takes to reach waterfall 10 minutes 10 minutes if we walk yes walk okay thank you okay ရေဒီကွန်မင်းသွားမှာ သွားလိုက်တော့ အေးလမ်းလျှောက်ပဲသွားလိုက် အေးဆိုင်ကယ်သွားထားအောင်မယ်ကွာ အကင်ရှားမှာ စင်ဟော်လောင်းနေတော့ ခုတော့ကျွန်တော်မဲကပောင်ရောက်ပြီပေါ့နော်မဲကပောင်လိုးစီစဉ်အောင်မှစိုက်ကယ်ရက်ဖို့နေရာမရှိတော့အခုဒီခြံကြီးပေါ့နော်ဟိုတောင်ကြီးမှာခြံကြီးထဲမှာကျွန်တော်သွားရက်ရတာပေါ့နော်အဲ့မှာတစ်ခါလဲ toilet ပါရှိတယ်ပေါ့အခုကျွန်တော်တို့ plan လိုက်တာကတော့ကျွန်တော်အဲ့ရေတကွန်အထိမောင်းလိုက်ပြီကွာရေတကွန်ဆိုဒီတောင်ကြီးကနေဆို15မိနစ်လောက်မောင်းအောင်မယ်ဒါပေမဲ့ကျွန်တော်တို့ငားလာတာ125 Honda ဖြစ်နေရောစိတ်မချဘူးဂုံးတက်ကြီး2ခုရှိရနော်လူ2ယောက်ဆိုတော့မတက်နိုင်ပါဆိုတော့ကျွန်တော်လမ်းမဲ့လျှောက်သွားတော့မယ်ဟုတ်လဲဆိုတော့လမ်းလျှောက်ရှင်တော့အားကစားလုပ်မယ်ပေါ့ဟိုကောင်အင်တာသွားနေပြီးလို့ရှိရင်ဒီကောင်လမ်းလျှောက်မယ်ကျွန်တော်လမ်းမလျှောက်ခင်ဒီနားမှာတစ်ခုခုစားမယ်ပေါ့နော်ချိန်ကလည်းနေ့လည်း2နာရီဆိုတော့မှောင်ရင်တော့ချင်းမိုင်ပြန်ရောက်မယ်ရှင်တယ်ကျွန်တော်ဒီမှာ3-4နာရီလောက်ကြာမယ်ပြီးရင်ချင်းမိုင်ကို1နာရီလောက်ပြန်မောင်းအောင်မယ်ဆိုတော့โอเคစကြည့်ပေးပါဦးနောက်မှာဒါမဲကမောင်လမ်းကြီးပေါ့နော်ပြီးရင်ပြန်ထွက်ပြီးတော့တစ်ခုတစ်စားပါ ဟောဘိုက်ဆာလာရဲဆိုတော့ကျွန်တော်ဒီမှာဆိုင်ဝင်စားမယ်ပေါ့နော်ဒီမှာမဲကမောင်မှာစားမယ်ဆိုရင်ဘယ်လောက်ကြာမလဲဆိုတာကြည့်လိုက်ရအောင် နဲပါ80တရားအောင်လုံး120ပေါ့ကွ ဒီမှာတစ်ဆိုင်ရှိမယ်ဝင်စားတော့မှာလားမကြည့်တော့လားမဲဒီမှာ80ရေပဲရှိမယ်ထမင်းလေးဆို80ရှေ့သွားကြည့်လိုက်ပါလား โอเคဒီမှာမူကရဆိုရင်900လောက်ရှိမယ်မိုးကလည်းနည်းနည်းကျလာပြီဒီမှာလည်းစားနေကြတယ်ဘာလဲတော့မသိဘူး အားရဟုတ်ပြီ ဒါဘာဖြစ်မလဲ40 25 10တဲ့ဟောဒါတရားဝင်ကောင်လို့ဘာလို့ပုံမှန်ပဲစာတက်ထားတယ်ဟောခေါက်တွေရှိမယ်ဒါပါဆိုင်ကွတ်တီရောလားကွတ်တီရောလားမေးမေး အော်ခေါက်ပြီးလို့ပြည့်နေတယ် ပါဆိုင်လည်းမသိ ဒီပါတော့အမှန်ထိုင်တော့ဒီဘက် view မြင်အောင် မေးမေးအပေါ်ရက်လေးလည်းထိုင်ပြပါဒီမှာဒါသူမီနူလား ထင်းရဲ့ ကိုရဒီဇိုင်းတော့ အဲတော့ဘယ်ကြတော့မဖြစ်ဘူးဒီဆိုင်ကတော့ နည်းနည်းလေးကောင်း view နဲ့စားရတာဗောနော်ဒီကတော့အပေါ်ရက်လေးနဲ့ထားဖြစ်တာဆိုတော့ အဲရှိမှာငါစိုက်ကယ်နဲ့စီးပွားကြီးဘာမှမရှိတော့ဒီမှာပဲထိုင်နေတာအကောင်း ဟုတ်လားခါခုနစောင့်နေတာဒီရှေ့မှာလားနောက်မှာလား စီး fry rice စားမှာကွာ โอเคအပေါ်တက်မယ်စားမယ်ဆိုရင်တက်မယ် โอเคต่างชาติ2 คนครับ15 ဘယ်မှာမီနူးမရှိဘူး။ဟုတ်ကဲ့တမီနူး။အဲ့ဒါကြီးလာတယ်ကြည့်လို့ရတယ်။ဆိုင်ထားမှာကွာ။ဒီမှာဆိုင်ရဲ့နေထား။မီနူးရစုံတယ်တခုပဲ။ဈေးကတော့ double price လောက်ဖြစ်မယ်။နှစ်ဆလောက်။ချင်းမှတ်ထတော့နည်းနည်းလေးမြန်အောင်ပါမယ်။
ဘာစားမှာ ဒါ မ ပါ ဆောနာ deep fried rice လားမသိ မြန်မာဆိုရင်ဝတ်တချင်လား ဟုတ်တယ် ဟုတ်လားဒီမှာ grape pork with banana leaf တဲ့မပြောဖက်ရောနဲ့ grape ဟောခုနလုံနေဥစား grape လုံနေဥစားဖြစ်တယ် ရေးတာ min boss နဲ့အနီ main course ဟမ်ဟောက်ဆိုင် this is house side right oh yeah ထုံရ thank you ဟိုးရွာပါပြီ သွားပြီ အေးညီမလေးရွာမိုးရွာရောတော်တော်ရွာနေပါပြီမိုးရွာကဲဘယ်လိုလဲငါတော့ဟို highway လမ်းဘေးကအိမ်လေးတွေမှာစိုင်ဖွင့်လာတယ်ခံစားမင်းဘယ်လိုခံစား highway လမ်းတော့တိတ်မလို့တောင်တလန်းနဲ့ပို့တူတောင်တလန်းဘေးကအဲ့လိုအင်းကြီး တောင်တလန်းမှာစိုင်လေးတွေပေါ့သိရရေတုံတော့ဘယ်လိုသွားမှမသိရော မြန်မာလည်းအုံးလို့ခါဆဲဘူး ဟောက်ဆိုင်အားတော့ တော့ဘောနဲ့ အားတော့နိုင်ငံတော်ထမင်းနဲ့ဟင်း တိုင်းနိုင်ငံတော့ နိုင်ငံတော်ထမင်းနဲ့ဟင်း ပြီးတော့ခုနေပြန်ပူနေပြီမဲဟိုမွန်ချမ်းလာတိတ်ပြီးသွားကြတာဒီမဲကပောင်တော့တော်တော်လေးလာကြတယ်မဲ tourist တွေမွန်ချမ်းကဘာဖြစ်လို့လဲတော့မသိတိတ်ပြီးသွားကြတယ်ဒီတော့တော်တော်လေးလာတယ်မြန်မာတွေလည်းတော်တော်များများတွေ့တယ်ဒီမှာ